ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နန်းတို့ရဲ့ channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့လာရောက်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ညီမတန်ရောစင်လို့အမည်ရပါတယ်ရှင်။ကျေးရွာလေးတစ်ရွာမှာဦးလူဟာမုတ်ဆိုးဖို့တယောက်ဖြစ်ပြီးတော့သမီးလေးအပြိုနှစ်ယောက်ရှိပါတယ်။သူတို့အမေကတော့သူတို့ညီမနှစ်ယောက်မွေးပြီးချင်းမှာပဲဆုံသွားခဲ့ပါတယ်။သူတို့ညီမနှစ်ယောက်ရဲ့နာမည်ကတော့အမဖြစ်သူကမို့သိညီမဖြစ်သူကမို့နင်းလို့အမည်ရပါတယ်။ဦးလူကတော့အဖေနေရာမှာရောအမေနေရာမှာရောပါသူတို့ညီမနှစ်ယောက်ကိုချစ်ပြီးတော့ပြုစုပေးခဲ့တာပါ။အမလေးငါအဖြစ်ချောလိုက်တာဟဲ့မို့သိရဲ့ငါနှစ်ထအောင်ပို့ပြီးတော့ချောပါသေးတယ်အေး အဖေသမီးနှစ်ယောက်လုံးကအချောလေးတွေပါကွာငင်းမနေကြနဲ့တော့ဟုတ်ပြီလား ဒါပေမဲ့သူတို့ရဲ့ကျေးရွာရဲ့ယဉ်ကျေးမှုအရာတော့မိန်းကလေးရဲ့ဖြစ်မွေးလာပြီးဆိုရင်ဘသူမဆိုရက်ကန်းချက်တွေချီထဲတွေလောက်တရပါတယ်တကယ်လို့မိန်းကလေးဖြစ်ပြီးချီထဲလေးတောင်မချိုးတတ်ဘူးဆိုရင်အဲ့တယောက်ကမိန်းကလေးမပြီးသားဘူးဆိုပြီးတော့ဘသူမှချွေးမအဖြစ်မတော်ချင်ကြပါဘူးတကယ်လို့ချီထိုးတတ်တယ်ဆိုရင်တော့မျက်နှာစမူစာမျက်နှာပဲဖြစ်ဖြစ်ရှစ်ခေါက်ချုံမျက်နှာပဲဖြစ်ဖြစ်အကုန်လုံးလိန်ရစေရမယ်နော်ပရိသတ်တို့ထဲမှာလည်းအခုချိန်ချိစင်ကဲဖြစ်နေတော့မဲဆိုရင်တော့ချီထိုးတက်အောင်တင်တော့နော်ဒါပေမဲ့မိန်းကလေးဆိုတဲ့အတိုင်းတယောက်ကချုပ်တက်ပြီးနောက်တယောက်ကလက်ရသိမ့်မသေးတတ်ဘူးဆိုရင်တော့တယောက်ကိုကတယောက်ကဲ့ရဲ့ကြတော့တာပဲဟာနင်ကတော်တော်ရှုပ်လာပဲသွားစမ်းဒါဆိုရင်ဦးလူတို့အိမ်ထောင်ဘက်ကိုလာကြည့်ကြရအောင်နော်ဦးလူကလည်းသမီးအပြိုတော်လေးနဲ့မွေးထားတာဆိုတော့ဒီလိုနဲ့ဦးလူကအဝတ်ဆက်တစ်ခုယူလာပြီးသူ့သမီးစီကိုပန်းထိုးခိုင်းတာပေါ့ အဖေသမီးလေးနှစ်ယောက်ယူလီအဖေကအကောင်းဆုံးအစကိုယူပြငှက်သမီးလေးကိုလာပေးတာဒါမှငှက်သမီးလေးတွေလက်ဆွဲပြလို့ရတာပေါ့ ဟုတ်ကဲ့ပါဖေသမီးရွာချကအကောင်းဆုံးအတော်ဆုံးလူတစ်ယောက်ဖြစ်အောင်စူးစမ်းမယ်ဖေသမီးကတော့ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားဆိုတာအရင်စမ်းကြည့်မယ်ဖေ ဟုတ်ပါပြီသမီးလေးရဲ့သမီးတို့နှစ်ယောက်လုံးကကျွတ်ကျွတ်ဆဆနဲ့ချီချိုးနော်တကယ်လို့တယောက်ကလက်ရသေးတတ်ပြီးနောက်တစ်ယောက်လက်ရမသေးတတ်ဘူးဆိုရင်ကျွတ်တဲ့လူတွေကအဖေကိုဝိုင်းပြီးကဲ့ရဲ့ကြမှာမင်းကဘလို့သမီးကိုမွေးထားတော့တယောက်ကဒီလိုဖြစ်တယ်နောက်တစ်ယောက်ဒီလိုဖြစ်တယ်ဆိုပြီးတော့အဖေကိုပဲဝိုင်းပြီးအပြစ်တင်ကြမှာသမီးရဲ့ ဟုတ်ကဲ့ပါဖေသမီးတို့နှစ်ယောက်အဖေစိတ်ပြည့်ရအောင်မလုပ်ရအောင်နော်โอเคအဖေသမီးတို့အကောင်းဆုံးစူးစမ်းပါမယ်အဖေဖြစ်သူကလည်းရွာရဲ့တလိထုံးစံကိုမတွေ့ဖြစ်နိုင်တဲ့အတွက်အဝတ်စားတစ်ခုကိုယူပြီးသူတို့ညီမနှစ်ယောက်ကိုလာပေးလိုက်ပါတယ်မွတ်နေရတော့အပြင်းကြီးတဲ့အတွက်ချီထိုးတတောင်အိပ်ပြီးထိုးနေခဲ့ပါတယ်မွတ်သေးအမဖြစ်သူကတော့ထူးထူးဆန်းဆန်းစိတ်ကူးလေးတွေများပေါ်လာမလားဆိုပြီးအိမ်ခေါမှုပေါ်ထိတက်ထိုးနေခဲ့ပါတယ်အဖေဖြစ်သူကတော့ကက်ဆက်နာတချင်လေးနားထောင်ရင်းနဲ့သမီးဖြစ်သူရဲ့လက်ရကိုစောင့်ကြည့်နေခဲ့ပါတယ်သူတို့သမီးနှစ်ယောက်လုံးကလက်ရတွေဘလို့ဖြစ်ကြမလဲဆိုတော့နန်းနဲ့တူတူလာကြည့်ကြရအောင်ပါမို့နင်းတယောက်ကတော့သူကအပြင်းကြီးအိတ်ပုတ်ကြီးတဲ့အတွက်သူ့အိတ်ချင်တွေလျော့မှာဆိုလို့ချီထက်ကျိုးမြ мян ထိုးနေခဲ့ပါတယ်တေတက်တာမတေတက်တာသူ့မှာဘာမှမတွေးပါဘူးညံ့ပြီးဖို့လောက်တခုသာသူတွေးထားပါတယ်အမဖြစ်သူမိုတင်ကတော့အေးစစ်စစ်နဲ့သူ့ချီတဲ့လေးသူများတကာထက်လာအောင်အေးစစ်စစ်ထိုးနေခဲ့ပါတယ်သူခေါမောင်းပေါ်မှာချီထိုးနေတဲ့ချိန်ကောင်လေးတယောက်ကလာမြင်သွားခဲ့ပါတယ်ဘလို့ကမလေးပါလေအရန်ကိုချောတာပဲပြီးတော့ချီထိုးတဲ့နေရာမှာလည်းစိတ်ငြိမ်ငြိမ်လေးထားပြီးတော့တီတီငြိမ်ငြိမ်နဲ့ထိုးနေကြည့်လို့ရန်ကောင်းတာပဲကွာအဲ့ဒီအချိန်မှာညီမဖြစ်သူမိုနင်းကကြားသွားပြီးတော့သူ့အမဖြစ်သူကိုမနာလို့ဥဒူစိတ်တွေဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာညီမဖြစ်သူကတော့စိုးသွမ်းတဲ့အကြံစီတစ်ခုကိုကြံစီလိုက်ပါတယ်သူ့ရဲ့အကြံစီကတော့အမဖြစ်သူအိပ်ပျော်နေတဲ့ချိန်သူ့ရဲ့ခြေထဲကိုသွားခိုးယူပြီးအဖေကိုပြလိုက်မယ်ဆိုပြီးတော့ပေါ့အမအောက်စာငါအောက်စာဖြစ်လာစေရမယ်မို့တင်ဟာခေါမောဝေါ်ချီတက်ပြီးတော့ခြိထိုးထားတာဆိုတော့လေသူ့မှာခြိထိုးရတာမောပန်းတာတစ်ခုခေါမောတက်လိုက်စင်းလိုက်ရမောပန်းတာတစ်ခုဆိုတော့လေ
အိမ်မောကြနေရှာတာပေါ့အဲ့ချိန်မှာမို့နဲ့အခွင့်ကောင်းကိုယူပြောခေါင်မိုးပေါ်တက်ပြီးသူ့အမထိုးထားတဲ့ခြေထည့်လေးကိုတခိုးယူလိုက်တယ်ဟာဟာဟာအခုကျတော့အမရဲ့ခြေထည့်ကငေါ့စာဖြစ်လာပြီမနေ့ဖန်ဆိုရင်ဖေးကိုပြရမယ်နေ့ရောက်ပြီဒီလိုဆိုရင်အဖေကငါထိုးထားတာဆိုပြီးဝမ်းမြတ်ဝမ်းသာတဲ့ကုန်ယူနေမှာအဲ့ချိန်ရောက်ရင်ရွာချဲကောက်လေးမှန်သမျှကလည်းငါ့ကိုချစ်ကြိုက်လာကြမှာအဲ့ဆိုငါလည်းယောက်ျားမြများရပြီပေါ့ဟာဒီလိုနဲ့မနဲ့မိုးလင်းလာတော့ညီမနှစ်ယောက်သားသူတို့ထိုးထားတဲ့ခြေထည်လေးတွေကိုအဖေဖြစ်သူရဲ့ရှေ့နှစ်ယောက်လုံးလာချပြထားလိုက်ပါတယ် အမလီဒီနေ့တော့အဖေစောင့်မျှော်နေတဲ့ရက်လေးရောက်လာခဲ့ပြီသမီးတို့အမေကျေးဇူးတင်လိုက်တာအဖေကိုသမီးလေးရဲ့ဖြစ်နှစ်ယောက်လုံးမွေးပေးလို့လေအဖေသမီးလေးရဲ့လက်ရလေးတွေဘလောက်လာကြောင်းအဖေကြည့်လိုက်အောင်ပါပဲနှစ်ယောက်လုံးအဖေကိုတပြိုင်နက်တည်းကြကြနော် ဟုတ်ကဲ့ပါအဖေ ဒါဆိုရင်မွနေအဖေကိုဖွင့်ကြတော့ တင်ပါလေအဖေဘလို့လဲသမီးထိုးထားတာလှရလားအဖေရဲ့ အမလီအဖေရဲ့သမီးငယ်လေးကထိုးထားလိုက်တာလက်ပတ်တည်တန့်နေလိုက်တာကြည်စမ်းမအောင် ဟာအဖေကလည်းသမီးတော့မပြရသေးဘူး အင်းပါသမီးရဲ့အဖေကငါသမီးလက်ရလေးကိုယုံကြည်ပြီးသားလေအဲကြောင့်မလို့ကြိုတင်ပြီးတော့ချစ်ကျူးထားတာဟုတ်ပြီလား ဟုတ်ကဲ့ကျမနာမည်ကတော့မို့နင်းပါမို့နင်းကထိုင်ပြီးချုပ်လဲလက်ရတည်တက်ပြီးသားအိပ်ပြီးချုပ်လဲလက်ရတည်တက်ပြီးသားမတည့်ရက်ပြီးချုပ်ကြတော့လက်ရတည်တက်ပြီးသားနော်အဖေသမီးကဒီလိုချုပ်ပြီးတော့လောက်ပေးထားတာအဖေရဲ့ အမလီအပြောရလဲကောင်းတယ်လားမမေနဲ့ဒါဆိုရင်နောက်တစ်ယောက်မို့သေးသမီးအောင်ဘယ်လိုချုပ်ထားရလဲပြောပါဦး သမီးကတော့မို့တင်အဖေရဲ့သမီးအကြီးပါအဖေပြီးတော့သမီးကအိမ်ခေါမိုးပေါ်ထိစူးစားပန်းစားတက်ပြီးတော့ခြေလေးကိုထိုးထားတာအဖေတကယ်လို့သူများကသမီးကိုလာမြင်နေဆိုရင်ဒီကမလေးဦးလူရဲ့အကြီးဆုံးသမီးလေးကစူးစားလိုက်ကြပြီးတော့လက်ရလေးကတည်တက်နေရပဲခြေထိုးတဲ့နေရာမှာလဲညင်ညင်ညောင်းညောင်းလေးဆိုပြီးတော့အကုန်လုံးဝိုင်းကြီးကျူးကြမှာပေါ့အဖေရဲ့ အမလီအဖေသမီးနှစ်ယောက်လုံးကတော့အပြောတော့ဘယ်ဆိုးလို့တော့ဟုတ်ပါပြီဒါဆိုရင်အဖေကိုယ်တိုင်အစလေးကိုဖွင့်ကြည့်လိုက်တော့မယ်နော် ဟုတ်ကဲ့ပါအဖေ โอเคဟမ်ဒါအဖေရဲ့သမီးချုပ်ထားလားအမလီလက်ရတည်တက်ပြီးလှပနေရပဲသမီးရဲ့အဖေသမီးတွေကတော်လိုက်တာကွယ် သူ့အဖေအပေါ်ကပိတ်ဆက်ကိုဖွင့်ကြည့်လိုက်တဲ့ချိန်မှာမိုးတင်ကတော့အရန်ကိုထိတ်လန့်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့ထိုးထားတဲ့ချီထဲလေးကသူ့ညီမစီရောက်နေလို့ပါပဲ သမီးလေးမတ်တင်းအောင်ဟမ်နေဘလို့ချုပ်ထားတော့မလေးမျက်နာလဲနင်းမျက်နာအတိုင်းပဲဘလို့နေတော့ချုပ်ထားတော့မတိမတက်နဲ့ကွာနေကငါသမီးရောဟုတ်ရဲ့လား ။မဟုတ်ပါဘူးအဖေ။သမီးအဲ့လိုမရည်ရွယ်ပါဘူး။ဒါကသမီးရဲ့လက်ရမဟုတ်ပါဘူးအဖေရဲ့။ဟိုဟာမှသမီးထိုးထားတဲ့ဟာပါ နင်းညီမလာပြီးတော့ကြောက်ချနေနဲ့နင်းညီမထိုးထားတဲ့ဟာလေငါမေကိုတော်တော်စိတ်ပြက်တာပဲဟာငါနင်းညီမအဲ့လောက်အဖြစ်မရှိဘူးချင်းညာလက်ဆက်တော့နင်းညီမမှနင်းထပ်ပို့ပြီးတော့အဖြစ်ရှိနေတာမလေးဟဲ့စိတ်စီးရဲဖို့ကောင်းလိုက်တာဘလို့သမီးကိုငွေထားတယ်မသိပါဘူးအမလေးငါရွာထဲလူတွေကိုဘလို့မျက်နှာပြရမှာလဲဒီလိုချုပ်ချယ်မျိုးနဲ့ဆိုရင်ဒီတက်လျင်အောင်ရတော့မှာမဟုတ် ။အဖလေး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 တနာစရာကောင်းလိုက်ဒီလိုနဲ့မို့တင်ရလဲသူ့အဖေဖြစ်သူပြောဆိုနေတာကိုငိုရင်းနဲ့လာပြောတွေးတော်ကြည့်နေပြန်တာပေါ့ နေရလေငါသမီးရဲ့ဖြစ်နေအောင်မွေးဖွားမလာတဲ့ဘူးငါမေကိုတော်တော်စိတ်ပြက်တာပဲကလေးတွေတော့မှနေထပ်ပိုချုပ်တတ်အောင်မယ်ရှက်စရာကောင်းလိုက်တာကွာ အမေကဘာလို့ဒီလိုတောင်ဖြစ်နေရလဲအမှန်ဆိုအဲ့အထက်ကငါချုပ်ထားတာလေ မရဘူးငါဒီလိုလုံးဝအဖြစ်ခံလို့မရအောင်သူများအသိခံလို့မရဘူးနမောစေငါသမီးကချီထဲမချုပ်တတ်ဘူးဆိုပြီးတော့နင်ဘလို့သမီးကိုပြုတ်ဆုထားတယ်ဆိုပြီးတော့ငါပဲဝိုင်းမြအဖြစ်တင်ကြည့်ရကြမှာပြီးတော့ဒီတသက်သူကလေတော့ရနိုင်တော့မှာမဟုတ်ဘူးမရဘူးငါလုံးဝလက်မခံဘူးငါတခုခုလုံးဝရတော့မေးအော်ငါသိပြီငါသူ့ကိုတောနိုင်ထဲမှာတန်းလက်ထားပိုကောင်းနေတယ်ဒီလိုဆိုရင်သူကလည်း
ရွာပြန်လမ်းမမိမှာမဟုတ်ဘူးဒီလိုစေငါလည်းအဆက်ရက်ဆက်မလို့တော့ဘူး ဒီလိုနဲ့သူ့အဖေကလည်းအကျန့်ဆိုးတစ်ခုကိုကြက်စီလိုက်ပါတယ်တကယ်လို့သူ့သမီးကြီးသာဒီအိမ်မှာရှိသေးနေသူကမျက်နှာပြန်တိုက်ခံရမယ်လောင်ခံရမယ်သူများကဲ့ရတာခံရမယ်ဆိုပြီးတော့သူ့သမီးရဲ့ကြီးကိုတောကြီးလေကောင်မှတွားပစ်ထားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်အေးမနဲ့မိုးလင်းလာတဲ့ချိန်မှာဘလို့ဖြစ်မလဲဆိုတာတော့နန်းနဲ့ကြတူလာကြည့်ကြမယ်နော်ဒီလိုနဲ့မနဲ့မိုးလင်းလာတော့သူ့အဖေကထမင်းထုံနဲ့ရေဘူးကိုပြင်ဆင်ပြီးထွက်လာခဲ့လိုက်ပါတယ် သမီးမို့တဲ့ဒီနေ့အဖေနဲ့လိုက်ခဲ့အောင်ကွာအဖေတော်ထဲမှာမြစ်သွားချိုးမလို့ပြီးတော့ဒေါ်ကြီးလေကမှအခုဆိုရင်တမရတွေကအရန်ကိုစိုးသွမ်းနေရတဲ့အဖေကိုအဖေအဖြစ်လိုက်ခဲ့ပြီအောင်နော်သမီးလေး အဖေကလည်းလေဒီလောက်တောင်အိုးနေပြီကြောက်နေသေးတယ်တော်ဒါဆိုရင်လည်းတမီးလိုက်ခဲ့ပြီးမယ်တမီးလိုက်မယ်ဖေ တော်ပြီနေရအရန်ကိုငယ်လွန်းသေးတယ်အိမ်မှာဆွဲဆောင်နေပြီးတော့အဖေတို့ကညနေဆောင်လောက်မှပြန်ရောက်မှာဆိုတော့ထမင်းရင်လည်းချက်ထားအောင် ဟုတ်ကဲ့ဖေဒီလိုနဲ့ဥလူကလည်းမို့တင်းကိုဒေါ်ကြီးလေကမှခေါ်သွားလိုက်ပါတယ်အဖေမရောက်သေးဘူးလား မရောက်သေးဘူးဒီနားလေးတွေမှာနင်တွေ့တဲ့အတိုင်းပဲလေမြစ်ပဲနဲ့ချမ်းမြင်လို့တော့ မိချစ်တဲ့တော်ညောင်းလာပြီဖေရဲ့ နင်ကလည်းတိခတ်ထားစမ်းပါ ဖေမရောက်သေးဘူးလားသမီးတို့လာကလည်းတော်တော်ကြီးရောဒေါနှက်နေပြီနော် ဘာဖြစ်လဲတုံးနဲ့လေငါတို့ကတက်ပဲပြန်လာလေပြန်တော့လည်းတက်ပဲပြန်သွားတော့ဗောဘာဖြစ်လို့တော့ဒါနဲ့သမီးရေလဲမကုန်ပြီကွာရေလေးပါလေတောက်ခတ်လာပေးပါဦးအဖေကအသက်ရနေပြီဆိုတော့မောနေပြီကျမထိုင်ပြီးတော့စောင့်နေမယ်နော် ပင်တော့သွားခဲ့ရမှာလေအဖေ ဟာကွာမင်းကလည်းတော်ထဲမှာတနေ့နေရာတော့ရှိမှာဗောသွားရေရှိတဲ့နေရာသာခက် ဟုတ်ကဲ့အဖေဒါကတော့ဥလူရဲ့အကြံစီပါပဲဒေါနက်တဲ့ရောက်လာတဲ့အချိန်မှာသူ့သမီးကိုရေသွားခက်ခိုင်းလိုက်ပါတယ်ဘာလို့လဲဆိုတော့သူခိုးပြန်လို့ရအောင်ပါအဖေကလည်းလေငါတခါမှတော်ထဲဝင်မလာဘူးတော့ငါ့ကိုရေလာခက်ခိုင်းတာတဲ့ငါကပင်တော့သွားခက်ရမလို့မသိဘူးအော်ဒီမှာတော်သေးရပေါ့ရေကအဝေးကြီးလာမခက်ရလို့ဥလူမှာတော့အသေးအလဲချီးတွေပါချထားခဲ့ပါတယ်ချီးတွေဟာလည်းတနေရပြီးတနေရမြက်ပြားနေအောင်ပါချထားခဲ့ရပေါ့ဘာလို့လဲဆိုတော့မှုတင်ပြန်လာတဲ့ချိန်မှာဘယ်ဟာသူ့ဖေရဲ့ချီးပုံနဲ့ဆိုပြီးတော့ချီးပုံတော့လိုက်သွားရှာမလားဆိုပြီးတော့တွေးနေခဲ့တာပေါ့ဥလူကတော့ယူများယူသွားလားမသိဘူးဟိုမှာကိုချီးကိုပုံကိုတော့စကားသွားပြောနေတာ တကယ်လို့ငါသမီးငါ့ကိုလိုက်ရှာတယ်ဆိုရင်နေငါအစားဖြည့်ပေးလိုက်တော့ဟုတ်ပြီလားရတယ်ရုပ်ဆိုးတဲ့ကအော်မင်းကများငါ့ရုပ်ဆိုးတယ်တဲ့မင်းနဲ့ငါနဲ့ဘယ်သူရုပ်ဆိုးလဲကြည့်လိုက်စမ်းမင်းကများငါချီးပဲဖြစ်တယ်နေကဘာလို့နင့်သမီးကိုကြည့်ချင်နေရတော့ဒါငါကိစ္စပါမင်းကိစ္စမဟုတ်ဝင်မပါနဲ့အေးနောက်ကြရင်မင်းနောက်တာရလိမ့်မယ်အေးကွာထားလိုက်တော့ငါပြန်တော့မယ်ငါခိုင်းထားတဲ့အတိုင်းလုံတော့သွားပြီ ဒီလိုနဲ့မို့တင်ပြန်မလာခင်မှာပဲသူကခိုးပြန်သွားလိုက်ပါတယ်မို့တင်ကတော့ရေခတ်ရင်နဲ့မပြည့်နိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့ဥလူကအဲ့ဒီဝါပေါက်ရဲ့အောက်ခြေမှာအပေါက်ဖောက်ထားလို့ပါပဲဘလောက်ခက်ရေကအမြဲတမ်းပြန်ကျနေတော့မပြည့်နိုင်ဘူးပေါ့မို့တင်ကလည်းရေခတ်နေတာတော်တော်ကြာနေပြီအခုချိန်ထိမပြည့်နိုင်သေးဘူးဆိုတော့အတွေးတွေထွေဝေလာခဲ့တော့တာပေါ့တခုသာမဖြစ်ငါဒီရေရုပ်ခက်နေတာအခါတရမကတော့တင်တယ်ဘာလို့ခုချိန်ကြီးမပြည့်နိုင်သေးရလဲဟာအဲ့ဒီချိန်မှာကန်ကောင်းချင်တော့ငှက်လေးတစ်ကောင်ကမွတ်သိန်းကိုလာပြောပြလိုက်ပါတယ်အဲ့ငှက်လေးဟာဒေါ်ထမ်းမှနေနေတဲ့ငှက်တစ်ကောင်ဖြစ်ပြီးလူစကားလည်းပြောတတ်ပါသေးတယ် အော်ကမလေးနင်ကတော်အားတာပဲဟိုမှာဖေဟာပေါက်နေရလေဖေကိုပိတ်ပြခက်ပေါ့ကမလေးရဲ့ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ငှက်ကလေးဒါဆိုရင်ကျမပိတ်ပြောခက်ကြည့်အောင်မယ်နော်အေးဟုတ်သားပဲအခုပြည့်သွားပြီကျေးဇူးပဲနော်ငှက်ကလေးတာလာမပြောပြရင်ဒီနေ့ငါရဲ့ပြည့်နိုင်တော့မှမဟုတ်ဘူး ရပါတယ်ဘာမှဖြစ်ပါဘူးဒါဆိုရင်ငါသွားလိုက်ဦးမယ်နော် ဒီလိုနဲ့ရေပြည့်သွားတော့မို့သိန်းကလေသူ့အဖေကိုပြန်လာရှာတာပေါ့
ငါဘယ်ရောက်နေရတော့ဒါမှမဟုတ်ငါအမြောက်ပြောက်နေရလားအဖေ ဟေး အဖေဘယ်မှာရှိရတော့အဖေရဲ့ ဒီဖက်မှာ အဖေဘယ်မှာတော့အဖေ ဒီဖက်မှာ အော်အတန်းကဟိုဘက်မှာဆိုတော့အဖေကအဖက်မှာထင်တယ်အခုမှပဲစိတ်အေးရတာတယ်ဟိုသူ့အဖေတင်ထားတဲ့ချီးပုံကပြင်းပြင်းထူးနေတာသူကမတိရှာဘူးမို့တင်ကလည်းသူ့အဖေထင်ပြီးအတန်လာရလမ်းကိုတွားကြည့်လိုက်တာပေါ့မို့တင်ကအတန်လာရလမ်းကိုလိုက်လာခဲ့ပြီမေသူတွေ့လိုက်တဲ့အရာကတော့စိတ်မကောင်းစရာပဲမလေးအနံ့လည်းနန်ထောင်းနေရပဲစိတ်ဆင်းရဲလိုက်ကြငါအတန်လာရလမ်းကိုလာတာပါဘလို့ချီးပုံပဲရှိတာတော့အဖေကပဲများရောက်သွားတော့ဟာအဖေ ဟေး အော်ဟိုဘက်မှာအတန်လာရလမ်းကိုနောက်တစ်ခါလိုက်ကြည့်လိုက်တဲ့ချိန်မှာသူကချီးပုံပဲမြင်လိုက်ပါသေးတယ်သူ့အဖေတော့မမြင်နိုင်သေးပါဘူးဟာအခုကလည်းအဖေကိုမတွေ့ပြန်သေးဘူးအဖေ ဘာလဲအဲ့လောက်အော်နေရတော့ အော်အတန်ကဟိုဘက်မှာအဖေကဟိုဘက်မှာထင်တယ်သူအဖေကိုခေါ်လိုက်တဲ့ချိန်မှာနောက်ထပ်တစ်ခါအတန်ကြားလာတော့သူကလည်းအတန်လာရလမ်းကိုနောက်ထပ်တစ်ခါသွားကြည့်လိုက်ပါတယ်အဲ့မှာလည်းကြီးပုံကြီးတစ်ပုံပဲရှိပါတယ်ငါဖေဘယ်မှာလိုက်ရှာမှလဲကွာငါခေါ်လိုက်တဲ့ချိန်မှာအတန်ကကြားပါတယ်အတန်လာရလမ်းကိုသွားကြည့်လိုက်ပြီးဆိုရင်ကြီးပုံကြီးပဲတွေ့နေတယ်ဘယ်လိုလုပ်ရမှာလဲဟာမို့တင်ကလည်းသူ့အဖေကိုပတ်ရှာရင်းနဲ့မိုးတောင်ချုပ်သွားခဲ့ပါတယ်ဒီလိုနဲ့သွားလဲမောပန်းလာပြီးထိုင်နေတော့တာပေါ့ဘေရှောက်သွားနေရလဲသမီးအဖေကိုလိုက်ရှာနေနှက်နေပြီဘယ်မှမတွေ့ဘူးအဖေသမီးကိုမထားခဲ့ပါနဲ့သမီးကြောက်တယ်အဖေရဲ့ဒေါ်ကြီးလေကမှမိန်းကလေးတယောက်တည်းဆိုတော့မို့တင်းမှာလည်းကြောက်နေရှာတာပေါ့မို့တင်းကအဲ့ဒီဒေါ်ထဲမှာပဲနေရမလားဒါမှမဟုတ်တားကောင်ရဲ့အစာပဲဖြစ်မလားဆိုတာဘိုင်းနဲ့မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်